အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာတရေဇာတ်လမ်းများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာအေကမင်းရဲ့ကြက်တစီများနဲ့မဖဲဝါဆိုတဲ့ပရလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာဒီဇာတ်လမ်းလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာလေကွင်းတွေမှာစဘာကင်းအလုံးသိမ့်ပြီးကုန်ပြီကြော်ဝင်းတင်ဆိုးအေးမောင်နဲ့တောင်းမြင့်တို့တငယ်ချင်းကလေးတစုပေါက်ပြားကိုစီကရင်ခွေးတစ်ကောင်နဲ့အလုံးဖြစ်နေကြတယ်သူတို့မိဘတွေပိုင်တဲ့လေကွင်းတွေကမြေစီမြေသားမကောင်းတာရေနဲ့ဝေးရရဲ့ကြောင့်စဘာပီးကနဲ့ကိုင်းတီးနဲ့ဆိုင်လို့မရတော့ဘူးရိုးပြငုံအတိုင်းမိုးမကြမချင်းဒီအတိုင်းပဲထားရတယ်အဲ့ဒီအခါစပန်းနှံအကျွေးတွေစဘာရိပ်ရာမှာပေါင်သွားတဲ့ကောက်နှံတွေကိုအမျိုးသမီးတွေနဲ့ကလေးတွေကကောက်တင်းကောက်ထွက်ကြတယ်တနေ့လုံးစိတ်ရှိလက်ရှိနဲ့ကွင်းအနှံ့လိုက်ကောက်ရင်လူတယောက်ကိုစပန်းနှံတည်င်းလောက်တော့ရနိုင်တယ်။အဲဒီလိုကောက်တင်းကောက်ပြီးကြံတဲ့စပါးစီအကျွေးတွေကိုတော့လေကြွက်ကြီးတွေကကောက်ယူစားသုံးကြတယ်။စားစရာပေါ်တဲ့အဲ့ဒီအချိန်မျိုးမှာလေခွက်တွေအတွင်းမှာတော့ကြွက်တွေနားခုတဲ့ကြွက်တွင်းတွေအရှူအရှူပေါ်လာတယ်။အဲ့ဒီလေကြွက်တွေရှိတဲ့တွင်းတွေကိုနေ့အချိန်ရှာပြီးတော့ပေါက်တူးနဲ့တူးကြတယ်။တချို့ဆိုရင်တွင်းတွင်းမှာ2ကောင်3ကောင်တောင်ရရှိကြတယ်။စူဖြူတဲ့လေကြွက်ကြီးတယောက်ကို3ကောင်လောက်ရရင်နေရွက်ကပ်ပြီးတော့အိမ်ပြန်ကြတယ်။ကျော်ဝင်းတို့တငယ်ချင်း၄ယောက်မှာတောင်းမြင့်က14နှစ်ကျန်တဲ့3ယောက်က73နှစ်ဆိုပေမဲ့ပေါက်တူးကိုတော့နိုင်နှင်းစွာပေါက်တက်နေပြီတင်ဆိုးတို့ခွေးကလည်းကြွက်လိုက်ရမှာအလွန်ကြွကျင်တယ်တငယ်ချင်း၄ယောက်ပေါက်တူးတစ်လက်စီနဲ့ခွေးတစ်ကောင်ကိုအားကိုးပြီးတော့ကြွက်တွင်းလိုက်တူးကြတယ်သူတို့ရဲ့ခွေးကလည်းအလွန်ကိုအားကိုးရတယ်ကြွက်တွင်းကိုတွေးလို့ပေါက်တူးနဲ့2ချက်3ချက်တူးပြီးခွေးကိုအပေါင်းနေရာပြလိုက်တာနဲ့အထာတီးရဲ့ခွေးကကြွက်ရှိမရှိအပေါင်းမှာနန်းခံကြည့်တယ်ကြွက်ရှိမှန်တီးတာနဲ့ခနာမငိမ်ဖြစ်ပြီးတော့အသေးအတန်လက်နဲ့ရက်တော့တယ်ပါဇက်ကလည်းဟောင်းနေခြေထောက်ကလည်းရက်တယ်အဲ့ဒီအခါမှာတော့ခွေးကိုတွန်းထုတ်ပြီးသူတို့ကတွင်းကိုအမြန်ပေါက်တယ်ခွေးနဲ့ကြံတဲ့လူတွေကဂဲပေါက်တွေကနေအစင်းသင်းစောင့်နေကြရတယ်အဲ့ဒီလိုမစောင့်ကြရင်ဂဲပေါက်တွေကိုလိုက်ပြီးတော့ပိတ်ထားလိုက်တယ်ကြွက်ခုအောင်တဲ့နေရာနဲ့နီးပြီဆိုရင်တော့ခွေးနဲ့လွတ်ပြီးလိုက်ရုံပဲကြွက်ထွက်ပြေးရင်လည်းခွေးကမလွတ်အောင်လိုက်ပြီးတော့ခဲတော့တယ်ကြွက်တီသွားရင်သူ့သခင်စီကိုချီလာတယ်ဒါမှမဟုတ်မြင်သာတဲ့နေရာမှာချပြီးတယ်ဒီလိုနဲ့သူတို့၄ယောက်တယောက်ကိုအနည်းဆုံး2ကောင်စီတော့ရအောင်ရှာတူးကြတယ်လေကွက်တွေကလည်းတမျိုးတစ်ခေါ်သူတို့အကွက်ကလည်းကြွက်တွင်းတွေကနေရာအနှံ့ရှိနေတယ်လူကြီးတွေကတော့ညာဘက်မှာပဲကြွက်ထိုးထွက်တတ်ကြတယ်သူတို့ကကြွက်ကိုပြီးထောင်ကြတယ်ပိုးဖလန်အတန်တူဖန်တီးပြီးတော့ကြွက်တွေကိုတွင်းထဲကနေထွက်အောင်လုပ်ကြတယ်တွင်းထဲကထွက်လာတဲ့ကြွက်ကိုစူးနဲ့ထိုးပြီးတော့လည်းဖမ်းကြတယ်တင်ဆိုးတို့ကြော်ဝင်းတို့လူငယ်လေးတွေကတော့ခွေးတစ်ကောင်ကိုအားကိုးပြီးနေကင်းဘက်မှာပဲကြွက်ဖမ်းထွက်ကြတယ်တရက်မှာတော့ညနေပိုင်း4 နာရီလောက်တင်ဆိုးတို့လူငယ်တစုတင်းချိုင်းဟောင်းသားကိုရောက်သွားတယ်အဲ့ဒီတင်းချိုင်းဟောင်းကအကျယ်3 ရေကလောက်ရှိပြီးမြေပြင်ကလေမြေမျက်နှာပြင်ထက်4-5 ပေလောက်မြင့်တက်နေတဲ့တစ်ပင်ချုံပင်တွေရှိတဲ့မြေကွက်တစ်ကွက်ပါဂူဟောင်းဂူပြက်လည်းမရှိပဲမြေသားအတိဖြစ်နေတယ်ရှေ့မီနောက်မီလူကြီးတွေကတင်းချိုင်းဟောင်းလို့ပြောထားတာကြောင့်အဲ့ဒီနေရာကိုဖြိုဖျက်မြေညှိပြီးလေယာမြေအဖြစ်စိုက်ပျိုးမဲ့လူလည်းမရှိဘူးရွာရဲ့တင်းချိုင်းကတော့ရွာနဲ့မိုင်ဝက်လောက်ဝေးပြီးဂူအဟောင်းရောအစ်စ်ပါရှိတယ်တင်ဆိုးတို့အုပ်စုကတင်းချိုင်းဟောင်းအနီးမှာကြွက်တွင်းတွေအများကြီးတွေ့တာကြောင့်ခွေးအားကိုနဲ့ကြွက်တွင်းကိုဝိုင်းပေါက်ကြတယ်အဲ့ဒီနေရာကနေကြွက်ကြီး2ကောင်ရလိုက်တယ်ဟဲ့ကောင်လေးတို့တယောက်ကို2ကောင်စီရနေပြီရွာပြန်ကြရအောင်ခဏနေရမောင်တော့မှာအဲ့ဒီအချိန်မှာပဲသူတို့နေရာနဲ့မနီးမဝေးမှာတွင်းထဲကိုဝင်ပြေးသွားတဲ့တရံတွေကိုသူတို့၄ယောက်ရေကနေတွေးလိုက်ရတယ်သူတို့ရဲ့လက်ဆွဲတော်ခွေးကြီးကလည်းတွေးလိုက်တာကြောင့်အဲ့ဒီနေရာကိုအပြေးလွှားသွားပြီးတော့တွင်းဝကိုထိုးဟောင်းတော့တယ်မင်းတို့တွေးလိုက်ကြလားအေးကွာငါမျက်စီထဲမှာကြွက်3-4 ကောင်ဝင်ပြေးတာရေကနေမြင်လိုက်တယ်လာကွာအဲ့ဒီကိုသွားကြည့်အောင်သူတို့အဲ့ဒီနေရာကိုရောက်တဲ့အထိခွေးကြီးကတွင်းဝမှာဟောင်းနေတော့မယ်သူတို့လည်းတွင်းအခြေအနေကိုအကဲခတ်ကြတယ်အချိန်ကလည်းတိတ်မရှိတော့ဘူးဒီလိုလုပ်ရင်တော့ကြွက်ရှိသမျှထွက်လာမှာပဲဘယ်လိုလုပ်ရမှာလဲကွာတောင်းမြင့်ကရိုးပြက်တော်တွေကိုဝင်ပြေးတယ်သူပြန်ရောက်လာတော့လက်ထဲမှာကောက်ရိုးပြက်နဲ့အပင်ကြောက်တွေတဝေးတစ်ပိုက်ပါလာတယ်တင်ဆိုးမင်းလည်းတဝေးစာလောက်သွားနှုတ်ခဲ့ကွာတင်ဆိုးကလည်းရိုးပြက်ပင်ကိုတဝေးစာသွားနှုတ်လာခဲ့တယ်တောင်းမြင့်ကရိုးပြက်အချောက်တွေနဲ့တွင်းပေါက်တွေအလုံးကိုစိုးပိတ်လိုက်တယ်ကြွက်တွင်းရဲ့အဓိကအပေါက်ကိုလွတ်ထားပြီးကြံတဲ့အပေါက်တွေကနေကောက်ရိုးပြက်တွေကိုမီးရှို့လိုက်ကြတယ်ခဏအတွင်းမှာပဲမီးတွေကတဟုန်ဟုန်ထတောက်တော့တယ်
မိခိုးတွေကလည်းတွင်းထဲကိုအလုံးလိုက်လိမ့်လိုက်ဝင်သွားတော့တယ်ခဏနေတော့မီးကငြိမ်းသွားပြီဒါပေမဲ့တွင်းဝါးကနေကြွက်တစ်ကောင်မှထွက်မလာဘူးဟဲ့ကောင်ဒီကြွက်လေးတစ်ကောင်မှထွက်မလာပါလားဟုတ်တယ်ကွာတွင်းထဲမှာကြွက်ရောရှိသေးရဲ့လားအထဲဝင်တာငါတို့အားလုံးတွေးလိုက်ပါတယ်အပြင်ထွက်တာကိုမတွေးဘူးအထဲမှာမိခိုးမှုန်ပြီးတော့တီးကုန်ပြီထင်တယ်ငါတို့ဒီကြွက်တွင်းကိုပေါက်တူးနဲ့တူပြီးကြည့်အောင်ဟုတ်တယ်အချိန်လေးရသေးတယ်တူးကြရအောင်ဒီလိုနဲ့၃ယောက်သာပေါက်ပြား၃လက်နဲ့တညီတညာတွေတူးလိုက်ကြတယ်ဟာအထဲမှာဂလိုင်းကြီးကွဟိုမှာကွဘာကောင်းနေလဲမသိဘူးပုတ်တင်ညိုတွေလားကင်းလိတ်လျှော်တွေလားမသိဘူးကွမိခိုးမှုန်ပြီးတီးကုန်ကြပြီငါတို့ကကြွက်မဲ့လို့ကွာဒီကောင်တွေကတော့စားလို့မှမရတာဒီတိုင်းပဲထားခဲ့လိုက်တော့တငယ်ချင်းလေးယောက်လည်းဖမ်းဆီးလို့ရထားတဲ့လေကျွတ်နှကောင်စီကိုဆွဲပြီးတော့နီလုံးမပြောက်တပြောက်အချိန်မှာရွာကိုတုတ်ချေတင်ပြီးပြန်လာကြတော့တယ်အဲ့ဒီနောက်တပတ်လောက်ကြာတော့တင်ဆိုးတို့လေးအိမ်စုရွာလေးမှာထူးခြားတဲ့ဖြစ်ရပ်တွေကြောက်မက်ဖွယ်ရာကောင်းတဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရတော့တယ်ညနေ2 ရိုင်း3 ချိန်ဆိုရင်လေးအိမ်စုရွာကခွေးတွေကတစီစီဖြစ်နေသလိုတချို့ခွေးတွေကလည်းဆွဆွဲငင်ငင်ဥကုန်ကြတယ်တင်းကုတ်တွေထဲမှာချီနှောင်ထားတဲ့နွားတွေကလည်းတရှူးရှူးနှာမှုတ်ပြီးတော့ခြီရိုင်းကကျိုးကိုပြက်အောင်အောင်ရုံရင်းဆန်ခတ်လှုပ်ရှားကုန်တော့တယ်။ရွာပတ်လည်းမှလည်းကြီးပြူလိုမျိုးဝေါကနေဝုံကနေဖြစ်နေတယ်။အဲ့ဒီထူးခြားချက်ကိုလူတွေမြင်ပြီးတော့ထိတ်လန့်ခြောက်ခြားနေကြတယ်။ရွာလေကကြော်ဝင်းတို့အိမ်မှာတော့အုံငူတန်ထွက်လာတယ်။တနေ့လုံးစော်ကစားနေတဲ့အသက်73နှစ်ပဲရှိသေးတဲ့ကြော်ဝင်းတယောက်ကောက်ကငင်ကတီးဆုံးသွားတော့တယ်။ဘာယောဂကြောင့်တီးမှန်းလည်းမသိရုတ်တရက်အသက်ရှူကျပ်ပြီးတော့တီးသွားခဲ့တာပါ။မိဘဆွေမျိုးသားချင်းတွေကယူကျုံမရစွာငိုကြွေးကြတယ်။ကျော်ဝင်းတယောက်ရုတ်တရက်တီးဆုံးသွားတယ်ဆိုတော့တင်ဆိုးနဲ့သူ့ရဲ့မိဘတွေကနာရီသတင်းလာမေးကြတယ်။အေးမောင်နဲ့တောင်းမြင့်တို့ကတော့ကြောက်တဲ့သူတွေဖြစ်တာကြောင့်လူကြီးတွေနဲ့အတူလိုက်မလာကြဘူး။ကျော်ဝင်းရှိတဲ့စီကိုမလိုက်ခဲ့ပေမဲ့ကစားဖို့ကစားဘက်တငယ်ချင်းတယောက်ရောသွားပြီဆိုတဲ့အသီးနဲ့ငိုကြွေးကြတယ်။ပြီးခဲ့တဲ့3-4 ရက်ကတော့အတူတူကြွက်လိုက်ခံခဲ့သေးတယ်။ကျော်ဝင်းရဲ့နာရီအိမ်ကိုတောင်းမြင့်ရဲ့အဖေနဲ့အမေတို့ရောက်နေတယ်။အိမ်မှာမြေးဖွား2 ယောက်ပဲကြံခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိမ်မော်ကိုစကောလောက်မျက်နှာကြီးနဲ့မျက်လုံးကြီးနှလုံးကရှေ့ကိုပစုံမျက်လုံးတွေလာပြူးထွက်နေတဲ့ကြောက်စရာကောင်းတဲ့တရေကြီးတစ်ကောင်ဝင်လာတာကိုတောင်းမြင့်တယောက်တွေးလိုက်ရတယ်။နင်လူသက်ကောင်နင်သိရမယ်။နင်ကိုငါကိုယ်တိုင်တတ်မယ်။အဖွာတားကြောက်တယ်အိမ်မော်ကိုတရေကြီးတက်လာတယ်။ဘာတရေမှမရှိပါဘူးမီးရဲ့။တောင်းမြင့်ကအဖွာဖြစ်သူကိုတိမ့်ကြုံဖတ်ထားတယ်။နင်းလည်းကြတော့တေးရမှာကြောက်နေပြီလားတရေကြီးကကြောက်စရာအသွင်နဲ့တောင်းမြင့်နာကိုကတ်လာတယ်အဖွာတားနာကိုတရေကြီးကတ်လာပြီတားကြောက်တယ်တရေကြီးရဲ့ပါးစပ်အတွင်းကဖြူဖြူအငွေ့တွေမှုတ်ထုတ်လိုက်တယ်တောင်းမြင့်လည်းအဲ့ဒီအငွေ့တွေကိုရှူရှိုင်းမိသွားပြီးတော့အသက်ရှူမောကရင်ကျက်သလိုဖြစ်ပြီးမျက်လုံးကြီးပြူးပြီးတော့အသက်ထွက်သွားတယ်တောင်းမြင့်တယောက်ရုတ်တရက်တီးဆုံးသွားတော့အနီးနားမှာအဖွာပဲရှိတာကြောင့်ကျော်ဝင်းတို့အိမ်ရောက်နေတဲ့မိဘတွေကိုလူလွတ်ပြီးခေါ်ခိုင်းရတယ်။တောင်းမြင့်ရဲ့မိဘတွေကအိမ်ကိုပြန်ရောက်လာတော့အသက်ကင်းမဲ့နေတဲ့သူတို့သားကိုမြင်ပြီးယူကျုံမရအော်ဟစ်ငိုယိုကြတယ်။ကစားဖို့တငယ်ချင်းတွေရောက်ရုတ်တရက်သိဆုံးသွားတာကြောင့်သူတို့ရဲ့တွဲပေါ်တွဲဘက်တင်ဆိုးနဲ့အေးမောင်တို့ကိုသူတို့ရဲ့မိဘတွေကစိုးရိမ်သွားကြတယ်။တင်ဆိုးမင်းတို့တငယ်ချင်းတောင်းမြင့်နဲ့ကျော်ဝင်းကဘာယောဂမှမဖြစ်ပဲအသက်ရှူကျပ်ပြီးတော့တည်သွားကြတယ်။တီယာကထူးဆန်းတယ်မင်းတို့လေးယောက်အမားတစ်ခုခုများလုံးမိသေးလားတားတို့ဘာမှမလုပ်ပါဘူးကစားနည်းမျိုးစုံကစားတာပဲရှိတယ်မင်းတို့အခုရက်ပိုင်းရောရွာဦးနှက်စင်ပဲရောက်သေးလားမရောက်ပါဘူးဘာဖြစ်လို့လဲနှက်စင်ပဲရောက်ပြီးနမ်းမကြိုက်တာများလုံးမိသေးလားလို့တားတို့တစ်ခေါက်မှမရောက်ပါဘူးကလေးတွေပဲဖြစ်မှာလားလူကြီးတွေရောမဖြစ်နိုင်ဘူးလားတခြားကလေးတွေရောဖြစ်မှာလားလူကြီးမိဘတွေကအစိုးရိမ်ပူလာကြတယ်ကလေးတွေကိုအနီးနားကအပြောင်းမခံသွားလျာခေါ်သွားကြတယ်ကိစ္စအထူးမရှိရင်ဘယ်မှမသွားကြတော့ဘူးသူတို့အပြင်ရွာထဲမှာရှိတဲ့ကလေးမိဘတွေလည်းစိုးရိမ်ကြတယ်3 ရက်အတွင်းကလေး2 ယောက်ကယောဂတစ်မျိုးနဲ့တိတ်ဆုံးသွားကြတယ်အဲ့ဒီနောက်မှာတော့တောင်းမြင့်အတူပါကိုရင်ချပြီးနောက်ရက်မှာကျော်ဝင်းအတူပါကိုချတယ်တောင်းမြင့်နဲ့ကျော်ဝင်းတို့ရဲ့အတူပါမြေကြပြီးတာနဲ့နောက်တစ်ရက်ရောက်တော့တင်ဆိုးတယောက်တရေကြီးကအိမ်မော်တက်လာပြီးကြောက်တယ်ဆိုပြီးတော့အားကုန်အော်ဟစ်နေတယ်သူကထိတ်လန့်ကြောက်ရွံ့စွာနဲ့အော်ဟစ်နေပေမဲ့သူတို့တိမ်လုံးတရေကိုမတွေ့ရဘူးတရေမကြီးတားကိုတတ်တော့မယ်အမေတားကြောက်တယ်တားကိုတတ်မလို့လုံနေပြီတင်ဆိုးရဲ့အိမ်မှာစူညံဖြစ်နေတယ်
တင်ဆိုးတယောက်အသက်ရှူကျလာပြီးတော့ပါဇက်ဟပြီးပါအသက်ရှူနေရတယ်ဘယ်သူမှမမြင်ရတဲ့တရေမကြီးကလည်းသူ့ကိုတတ်ဖို့လုံနေပြီဆိုပြီးတော့အော်ဟစ်ပြောဆိုနေတယ်အဲ့ဒီနောက်မှာတော့15မိနစ်တောင်မကြာလိုက်ဘူးအသက်ရှူကျပြီးတော့တင်ဆိုးတယောက်အသက်ထွက်သွားတယ်အဲ့ဒီလိုမျိုးတပတ်အတွင်းမှာပဲကလေး3ယောက်တရေကြောင်လားယောဂကြောင်လားမသိပုံစံတစ်မျိုးနဲ့တီးဆုံးကုန်ကြတာကြောင့်တရွာလုံးတုံလို့ခြောက်ခြားကုန်ကြတယ်ဘလို့ဖြစ်ရတာလဲတို့ရွာကခါတိုင်းဒီလိုမျိုးတည်တာမရှိခဲ့ပါဘူးဒီကလေးတွေအမားတစ်ခုခုများလုံးမိကြလို့လားရွာလူကြီးတွေလည်းခေါင်းချင်းဆိုင်ကုန်ကြတယ်ဘလို့ဖြစ်ရတာလဲဗျာကလေး3ယောက်ကအသက်73နဲ့14နှစ်လောက်ပဲရှိသေးတာအမားတစ်ခုခုလုပ်ခဲ့ကြရင်လည်းကလေးတွေမို့လို့ခွင့်လွှတ်သင့်ကြပါတယ်အခုလိုမျိုးတီးဆုံးတဲ့အထီတော့အပြစ်မပေးသင့်ပါဘူးဒီအတိုင်းလက်ပိုက်ကြည့်မနေကြပါနဲ့ဗျာအကျဉ်းဉာဏ်လေးပေးနိုင်ရင်ပေးကြပါဦးဒီလိုမျိုးအစိမ့်တည်သေးတယ်ဆိုတာရွာမှာအမောင်ပြောကနှောက်ယှက်တာမျိုးတွေဖြစ်လာနိုင်တယ်စုံးတို့ကဝီတို့မော်ရိုးနဲ့လောက်တာလည်းဖြစ်နိုင်တယ်ဒီအတိုင်းကလေးတွေကိုဇက်တိုက်အသိခံလို့မဖြစ်တော့ဘူးဆရာကောင်းသမားကောင်းသိကြရင်လမ်းညွန်ပေးကြပါရှိတဲ့နေရာကသွားခေါ်ပေးကြပါဦးလေးကောင်းဆန်ဟာမောင်စိန်ပြောလေကွာကိစ္စရှိလို့လားဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတယောက်ရဲ့ဘာကြီးကအထက်လန်းဆရာကြီးတယောက်ပဲကျွန်တော်မိတ်ဆွေရှိတဲ့မျိုးကိုသွားပြီးတော့ဒီရွာကအကြောင်းပြောဆိုပြီးပင်းခဲ့ရင်ကောင်းမလားဟက်ကောင်ရပြောနေတာကကြားသေးရဲ့အဲ့ဒီဆရာကဘယ်မျိုးမှနေရလဲမတောင်းမှနေတာလားရွှေချင်းမှနေတာလားဆိုတာတော့အသေးအချာမပြောရဘူးဗျမတောင်းမှနေတဲ့ကျွန်တော်မိတ်ဆွေစီရောက်ရင်သိရမှာပဲမင်းဟာကလည်းမတိကြလိုက်တော့ကွာအကြောင်းကိစ္စမရှိတော့သူ့ဘာကြီးဘယ်မှနေလဲဆိုတာကျွန်တော်လည်းမမီးထားမိဘူးလေဗျာကျွန်တော်မိတ်ဆွေစီသွားလိုက်ရင်တော့သိမှာပါဒါဆိုရင်လည်းမနက်စောစောရထားနဲ့လိုက်သွားကွာနေကင်းရထားနဲ့ပြန်လိုက်ခဲ့အဲ့ဒီလိုနဲ့နောက်နေ့ရောက်တော့မောင်စိန်တယောက်မတော်မြို့ကိုထွက်သွားတယ်အဲ့ဒီနေ့ကရွာသားတွေမျောလင့်ဆောင်စားနေပေမဲ့မောင်စိန်ပြန်ရောက်မလာဘူးနောက်တစ်ရက်နေပြီးတော့မှမောင်စိန်နဲ့အတူအသက်50ခန့်လူတယောက်ပါလာခဲ့တယ်မောင်စိန်ရဲ့စကားကြောင့်အာကိုတီကြီးစောင့်နေကြတဲ့ရွာသားတွေစိတ်သက်ကြသွားရတယ်ဆရာကြီးကတင်စီရက်ဘက်ဆင်းသွားတယ်ပြီးရင်ပုပ်ပလင်ထီသွားပြီးဆေးကုပုံမဲ့တဲ့နောက်9ရက်လောက်မှပြန်လာမယ်ပြောတယ်အဲ့ဒါကြောင့်ပယောကအကြောင်းတက်ကြွနားလေတဲ့ဆရာကြီးရဲ့တပည့်ဆရာဦးတင်မြင့်ဆိုတဲ့သူကိုပဲပင်းခဲ့ကြောင်းရွာလူကြီးကိုရှင်းပြတယ်မောင်စိန်နဲ့ပါလာတဲ့ဆရာဦးတင်မြင့်ကရွာကိုရောက်တာနဲ့ပထမဆုံးသိခဲ့တဲ့ကျော်ဝင်းတို့အိမ်ကိုဝင်ပြီးအကျိုးအကြောင်းစုံစမ်းမေးမြန်းတယ်အဲ့ဒီလိုပဲတင်ဆိုးနဲ့တောင်းမြင့်တို့အိမ်ကိုလည်းဝင်တယ်တရေဆိုတာကိုဘယ်သူမှမမြင်ရဘဲနဲ့တည်သွားတဲ့ကလေးတွေကပဲတရေကိုမြင်နေကြောက်တယ်ဆိုပြီးအသေးအတန်အော်ဟစ်ပြီးတော့အသက်ရှူကျက်လို့တီးကုန်တယ်လို့သာသိခဲ့ရတယ်အဲ့ဒါကြောင့်ဒီညရွာမှာကင်းလှည့်ပြီးတော့ရွာချီနီကိုစောင့်ကြည့်အကဲခတ်ပြရစီဆိုပြီးရွာလူကြီးကိုခွင့်တောင်းလိုက်တယ်လေးရင်စုရွာကိုဆရာဦးတင်မြင့်ရောက်တဲ့အချိန်ကမနက်10 နာရီလောက်ဖြစ်တာကြောင့်စားရေးတောက်ရေးကိုတော့ဦးကောင်းဆန်ရဲ့အိမ်မှာပဲစီစဉ်ထားတယ်ညနေ6 နာရီခန့်ချိန်မှာတော့ဆရာဦးတင်မြင့်ကဘသူ့ကိုမှအဖို့မခေါ်ပဲရွာထဲမှာအချင်းကြီးအကဲခတ်ဖို့အတွက်ထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာတော့တရွာလုံးတိတ်ဆိတ်နေပြီးလမ်းမပေါ်မှာရှိတဲ့လူတွေလည်းအိမ်ထဲကိုရောက်ကုန်ပြီလှုပ်ရှားမှုမရှိအသက်ကင်းမဲ့နေတဲ့ရွာကြီးလိုမျိုးဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့မျက်စိထဲမှာရွာအပြင်ကနေရွာစီကိုရေကနေလာနေတဲ့တန်လျက်လိုအခိုးငွေတွေလိုအရာတွေကိုမြင်နေရတယ်အဲ့ဒီလိုမြင်ပြီးတော့မကြခင်မှာပဲခွေးတွေကတစီစီဖြစ်ကုန်တယ်ဟောင်းတဲ့ခွေးကဟောင်းဦးတဲ့ခွေးကဦးကုန်တော့တယ်ရွာလေးကိုဆရာဦးတင်မြင့်ပြန်ဝင်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲအရွယ်စားမျိုးစုံပုံသဏ္ဍာန်မျိုးစုံနဲ့ကြောက်မက်ဖွယ်ရာနာနာဘာဝကောင်တွေကရွာထဲမှာရှောက်သွားနေတာကိုမြင်လိုက်ရတယ်ဖះရွာထဲကိုနာနာဘာဝတွေအစုလိုက်ပြုံလိုက်ဝင်နေကြပါလားဒီအတိုင်းဆိုရင်တော့ရွာထဲမှာတယောက်များတီးဆုံးအောင်မလားငါကတော့အတိအကျမပြောနိုင်သေးဘူးငါဆရာကြီးပါလာရင်တော့ဒီကိစ္စချက်ချင်းအဖြေသိမှာပဲငါကအစင်းနိုင်ပြီးတော့ချက်ချင်းအဖြေကိုမဖော်နိုင်ဘူးဒါပေမဲ့ငါဆရာမှာထားတာရှိတာပဲတကယ်လို့တရေတစီနာနာဘာဝတွေရဲ့အစစ်အမှန်ရုပ်တရံကိုမဖော်ထုတ်နိုင်ရင်မဖဲဝါကိုကူညီတောင်းရင်ရနိုင်နေဆိုပဲဒါကလည်းဆရာကြီးမရှိမှလုံးတင်တာလို့ဖို့မှားဘူးလေငါအဖြေမဖော်နိုင်တဲ့ဒီကိစ္စကိုဒီနေ့ညပဲမဖဲဝါစီသွားပြီးတော့အကူအညီတောင်းရမယ်ဆရာဦးတင်မြင့်လည်းအချိန်ဆိုင်လို့မဖြစ်တာကြောင့်ရွာလေးကိုအမြန်ပြန်ဝင်ခဲ့တယ်ရွာလူကြီးဦးကောင်းဆိုင်ရောက်တာနဲ့တတိရှိပြီးမကြောက်တဲ့ယောက်ျား3 ယောက်နဲ့နောက်ဝင်တဲ့အမျိုးသမီး1 ယောက်ကိုရှာပေးဖို့အတွက်ပြောလိုက်တယ်မကြခင်မှာပဲတင်းချိုင်းကိုလိုက်မဲ့ယောက်ျား3 ယောက်နဲ့နောက်ဝင်တဲ့အမျိုးသမီးကဦးတင်မြင့်ရှိကိုရောက်လာတယ်ကျုပ်တို့တင်းချိုင်းထဲကိုည7 နာရီရောက်သွားကြမယ်ဓမီ2 လက်ယူခဲ့ပါတင်းချိုင်းထဲရောက်ရင်တော့ဓမီဘယ်သူမှမထိုးပါနဲ့လိုက်ရဲကြလား
လိုက်ခဲ့ပါမယ်ဒါနဲ့တင်းချိုင်းတွေကဘာကိစ္စနဲ့သွားမှလဲမဖဲဝါကိုရေးပေါ်ပင့်စရာရှိလို့သွားရမှာလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကိုသဘောမပေါက်တဲ့ရွာလူကြီးဦးကောင်းဆန်နဲ့ရွာသားတွေကိုဆရာဦးတင်မြင့်ကရှင်းပြလိုက်တယ်အခုရွာထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကရိုးရိုးရောဂါဖြစ်တာမဟုတ်ဘူးရွာတွေကိုဘယ်ကရောက်လာတဲ့တရေတစီတွေလည်းမသိဘူးညနေမှောင်လာတာနဲ့အစုလိုက်ပြုံလိုက်ဝင်လာနေကြတယ်တရေတစီတွေကိုမဖဲဝါကအုပ်ချုပ်တာသူ့ကိုအတိသွားပြီးတော့ထိမ့်သိမ်းခိုင်းရမယ်ဘာကြောင့်ရွာတွေကိုတရေတွေဝင်နေရတာလဲဆိုတာရှင်းရှင်းလင်းလင်းသိအောင်မေးခဲ့ရမယ်ကျွန်တော်ရောက်စားတော့ကစုံပယောကမော်တခုခုပြူစားတာခံရလို့ကလေးကြီးတီးတာလို့ထင်တာညနေကမှရွာတွေကိုတစီတရေတွေဝင်နေတာတွေ့တော့အမောင်ပယောကမဟုတ်မှန်တီးလိုက်ရတာသူတို့ကြောင့်ရွာထဲမှာလူတွေထပ်တီးလေအောင်မယ်ရွာထဲမှာလူတွေတီးအောင်လုပ်ပြီးလို့ကြည်နေပြီဆိုရင်ရွာတွေကိုလာစရာမလိုတော့ဘူးဒါပေမဲ့သူတို့ကရွာတွေကိုဝင်လာနေတော့မယ်မကြခင်တော့အခုလိုဖြစ်ရတဲ့အကြောင်းရင်းကိုသိရမှာပါအခု9နာရီကျော်ပြီဆိုတော့9နာရီခွဲတာနဲ့တင်းချိုင်းထဲကိုသွားကြမယ်ကျွန်တော်တို့ကိုတရေတွေတွေ့ရင်ရံပြူအောင်မလားမပြုတ်စီရပါဘူးရံမပြုတ်နိုင်အောင်ကျွန်တော်စီရင်ပေးပါမယ်ဒီကနေမဖဲဝါကိုလည်းစိတ်ညွတ်ပြီးတော့ကြိုတင်အသိပေးထားလိုက်ပါမယ်အဲဒီလိုနဲ့ည9နာရီခွဲတော့ဆရာပါဝင်လူ9ယောက်ကရွာပြင်မှာရှိတဲ့တုတ်တန်ကိုထွက်ခဲ့ကြတယ်တုတ်တန်ဆက်ကိုရောက်တာနဲ့ရှေ့ဆုံးကဆရာကရက်လိုက်တာကြောင့်အားလုံးပဲရက်လိုက်ကြတယ်နောက်ဝင်တဲ့မျိုးသမီးကိုရှေ့ကိုလာဖို့အတွက်ခေါ်တယ်အခုအချိန်ကစပြီးတော့ဘလူးအကြောင်းထဲမှာဓမီကိုမထိုးကြပါနဲ့ကဲတူမကြီးသပင်ဖားရချပြီးတော့တင်းချိုင်းဘက်လှည့်ပြီးဒူးထောက်ထမ်းလိုက်ပါလက်နှစ်ဖက်ကိုလက်အုပ်ချပြီးတော့မျက်လုံးမိတ်ထားပါစိတ်ထဲကမဖဲဝါဘူးပဲအာယုံစူးစိုက်ထားပါဆရာဦးတင်မြင့်ကချောင်းတစ်ချက်ဟန့်ပြီးတော့လေချောင်းရှင်းလိုက်တယ်တောဆောင်နဲ့တောင်ဆောင်နဲ့တောပိုင်တောင်ပိုင်နေပိုင်အပေါင်းတို့မဖဲဝါဝေးတဲ့နေရာကိုရောက်ရှိနေပါကအနောက်ရှက်တားစီတစုံတရာမပြုတ်လို့ပဲအတိပေးပြီးဆေလွတ်စီလိုပါတယ်မဖဲဝါလည်းအကျွန်ုပ်ကိုကူညီတောင်းလို့ဒီအတွက်ဤနေရာကိုခိတ္တခဏမြလာရောက်ပေးစီလိုပါတယ်ရောက်ရရဲ့ရှိသည့်နေရာကအချိန်မဆိုင်ပဲခိတ္တခဏကြွစီလိုပါတယ်အရေးကြီးကိစ္စရှိတာကြောင့်စားပွဲတက်ပွဲတွေလည်းမပြင်ဆင်ခဲ့ရပါဘူးတိလို့သောကိစ္စသိရှိပြီးကမနှက်ဖြန်ညဤနေရာမှာစားပွဲလာရောက်ဆက်တော့ပါမယ်လို့လည်းကြည်ပေးပါတယ်ရောက်ရနေရာကနေကြွရောက်ပေးပါဗျာအဲ့ဒီစကားဆုံးတာနဲ့တစ်ပင်ချုံပင်တွေကလီမတိုက်ပဲလှုပ်ရှားသွားတယ်ခဏအတွင်းမှာပဲနတ်ဝင်တဲ့စီကိုမဖဲဝါကဝင်ရောက်ပူးကတ်တော့တယ်နတ်ဝင်တဲ့တကူလုံးတုံတုံကြီးကြီးဖြစ်လာပြီးတော့လက်နှစ်ဖက်ကလည်းနှစ်ဖူးနဲ့လင်းမြန်တွက်လက်စွာရိုက်ခတ်နေတယ်ကဲဟိတ်ဘာသိကျင်တာလဲဒီလိုကအရှင်မဖဲဝါအခုလေးရင်စုရွာမှာ9ရက်အတွင်းကလေး3ယောက်အသက်ရှူကျက်ပြီးတော့တိဆုံးကုန်ပါတယ်ပြီးတော့ရွာတွေကိုလည်းမကောင်းဆိုးဝါးတွေဝင်နေပါတယ်ကလေးတွေဘာကြောင့်တည်ရတာလဲရွာတွေကိုဘေကနနာဘာဝတွေဝင်နေတာလဲအရှင်မသိရင်မိတ်ပြီပါဒီကိစ္စကငါနဲ့မဆိုင်ဘူးဟဲ့မသိလို့မေးရတာပါရွာထဲမှာညာဦးပိုင်းကပြေးလွှားသွားလာနေတဲ့တစီတရေတွေကတင်းချိုင်းတွေကလာတာများဖြစ်မလားလို့မေးရတာပါအေးတင်းချိုင်းတွေကတော့တင်းချိုင်းတွေကပဲဒါပေမဲ့ငါလက်အောက်ကကောင်ကြီးမဟုတ်ဘူးဟိုလေကွင်းနေကြတွေကတင်းချိုင်းအဟောင်းကြီးမှနေတဲ့ကြက်တွေဟဲ့ကြက်တွေဗျာကြက်တစီတွေဟုတ်တယ်သူတို့မကျေနပ်လို့ရွာတွေကိုဝင်လာကြတာမကျေနပ်ရတဲ့အကြောင်းရင်းသိရင်ပြောပြပါမဖဲဝါဗျာအေးလွန်ခဲ့တဲ့တပတ်ကျော်လောက်ကအခုတီကုံတဲ့ကလေး3ယောက်ရဲ့မတီသေးတဲ့ကလေး1ယောက်ရဲ့သူတို့4ယောက်ကြွက်ရှာထွက်ကြတယ်အဲ့ဒီကလေးတွေကကြက်တင်နေတဲ့တွင်းတွေကိုကြွက်တွင်းအမှတ်နဲ့တွင်းပေါက်တွေကိုကောက်ယူနဲ့ပိတ်ဆို့ပြီးတော့မီးရှို့ကြတယ်တွင်းထဲကကြွက်တွေအသက်ရှူချက်ပြီးတီအောင်လုပ်ကြတာဒါပေမဲ့တွင်းထဲမှာကကြက်အဖိုးကြီးအဖွားကြီးနဲ့ကြက်ကလေးတွေပဲရှိတယ်ကြံတဲ့ကြက်တစီတွေကအပြင်ထွက်ပြီးရှာဖွေစားတောက်နေကြလို့တွင်းထဲမှာရှိတဲ့ကြက်တွေပဲတီးကုန်တယ်အပြင်ကကြက်တွေပြန်ရောက်တော့တွင်းထဲမှာနေခဲ့တဲ့ကြက်တွေတီးနေတာတွေ့လို့တီအောင်လုပ်သွားတဲ့ကလေးတွေကိုကလစားချေမလို့ရွာတွေကိုဝင်လာကြတာကလေး4ယောက်တီးသွားရင်တော့သူတို့အခဲချိန်မှမဟုတ်ဘူးသူတို့မိသားစု9ယောက်တီးသွားခဲ့တာအရှင်မအနေနဲ့ဒီကြက်တစီတွေကိုဆုံးမနှိမ့်နှင်းပြီလို့မရနိုင်ဘူးလားဗျာသူတို့မှလည်းသူတို့ပိုင်ရဆိုင်ရာရှိရဲ့ဟဲ့တောဆောင်နဲ့တောင်ဆောင်နဲ့နမင်းကြီးလေးပါးတိုင်တယ်ပြီးတော့အထက်ဆရာကြီးတွေရဲ့အမိန့်နဲ့မှနှင်လို့ရမှာဒါမှမဟုတ်ရင်းကြီးအစိုးရတဲ့မင်းအမိန့်နဲ့နေရာတနေရာအစားပေးပြီးတော့နှင်ကြရင်လည်းရတယ်နှင်လို့ကတော့လွယ်တယ်အဓိကသူတို့ရဲ့ရန်ညိုးပြေဖို့ရေးကြည့်တယ်ကဲဒီလောက်သိရရင်မင်းတို့နောက်ရက်တွေမှာအစီရင်လုပ်ပြီးနှင်ကြပေါ့သူတို့လည်းကလေးတွေကိုပြန်တက်ပြီးလို့ဒေါသတချို့တို့ကလည်းပြေးတင်းသလောက်ပြေးနေပါပြီကဲငါပြန်မယ်မနှက်ဖြန်ဒီနေရာမှာည6နာရီစားပွဲလာဆက်ပါမယ်အရှင်မဖဲဝါလာရောက်စားသုံးပါဆရာဦးတင်မြင့်စကားဆုံးတာနဲ့မဖဲဝါလည်းနတ်ဝင်တဲ့စီကနေထွက်သွားလိတော့တယ်
ဆရာဦးတင်မြင့်နဲ့အဖွဲ့သားတွေရွာကိုပြန်ခဲ့ကြတယ်။မဖဲဝါဝင်ရောက်ပူးကပ်ပြီးပြောသွားတဲ့စကားတွေကိုရွာလူကြီးဦးကောင်းဆန်ကိုရှင်းပြလိုက်တယ်။တော်တော်ဆိုးတဲ့ကလေးတွေပဲကြက်တည်နေတဲ့တွင်းကိုမှကြွတ်တွင်းမှတ်ပြီးမိကိုမိုင်းတိုက်ရတယ်လို့ကွာ။ဟုတ်တယ်ဦးလေးကောင်းဆန်သူ့မိသားစုတွေမိကိုမောင်အသက်ရှူချက်တည်ခဲ့ရတယ်လို့ရွာကကလေးတွေကိုလည်းအသက်ရှူချက်အောင်လုပ်ပြီးတော့ကလစားပြန်ချိနေတာတဲ့။ဒါဆိုဆရာဘလို့လုံးမယ်စိတ်ကူးထားလဲ။ဒီကြက်တစီတွေကိုဘလို့စီရင်ရမယ်ဆိုတာဒီတညတော့ကျွန်တော်စဉ်းစားပါဦးမယ်ပြီးတော့ကျွန်တော်ဆရာကြီးစီဒီကအဖြစ်အပျက်တွေကိုမနှောနဲ့စီရင်ခံပါဦးမယ်ဆရာကြီးကညွှန်ကြားပေးပါလိမ့်မယ်ဆရာကြီးခိုင်းတဲ့အတိုင်းကျွန်တော်လုပ်ပေးပါမယ်ဆရာဦးတင်မြင့်ကတမားကုန်မပြပဲခရီးလွန်နေတဲ့သူ့ရဲ့ဆရာကြီးအမိန်နာခံပြီးမှစီရင်မယ်လို့ဆိုနေရကြောင်းရွာလူကြီးနဲ့ရွာသားတို့လည်းဘာမှမပြောတော့ပဲငြိမ်နေလိုက်ကြတော့တယ်ဒါနဲ့မနက်ဖြန်ည6 နာရီမှာမဖဲဝါကိုစားပွဲဆက်ရအောင်စံ6 လုံးချက်နဲ့ကြက်တကောင်လုံးချက်ထားပြီးပါဖြစ်ရမှာပေါ့ဆရာရဲ့အစင်းသင်းဖြစ်နေစေရမယ်ဒီလိုနဲ့အချိန်ကည7 နာရီလောက်ရောက်လာတာကြောင့်အိပ်ဖို့အတွက်ပြင်ဆင်ကြတော့တယ်ရွာအတွင်းမှာတော့ကြက်တစီလက်ပတ်သွားလာနေတဲ့အတွက်ခွေးတစီစီနဲ့စူးညံနေုံပဲကလေးတယောက်များထပ်ပြီးတော့ဆုံးပါလီအောင်မလားဆိုပြီးစိုးရိမ်နေမကြခင်မှာပဲအိပ်ပျော်အောင်ကြိုးစားလိုက်ရတော့တယ်လာဇန်း9 ရက်ရဲ့လာရောင်မုံပြပြအောင်မှာ၄ အိမ်စုရွာလေးကငြိမ်သက်လျက်ရှိနေတယ်ရွာဝင်လန်းအလဲတဲထဲမှာနှီးနဲ့ရာဇမက်ကွက်ရက်ပြီးတော့တိုင်လေးရိုင်နဲ့ထောင်မပြီးကာရန်ထားတယ်တောင်လေးတော့မှပွဲလေးပွဲပြင်ဆင်ထားတယ်ဝါစုဖျောင်းနိုင်လေးတိုင်ကိုလည်းအစင်းသင့်ပြင်ထားတယ်လေးတောင်ကွက်အတွင်းမှာတော့ရွာလူကြီးဦးကောင်းဆန်အပါဝင်တောင်တင်းတန်မာတဲ့လူလက်ပိုင်းအချို့ကိုလည်းဆရာဦးတင်မြင့်ကခေါ်ထားတယ်ည6 နာရီမှာမဖဲဝါအတွက်အစားသွားကြည့်နေတဲ့လူ3 ယောက်ပြန်ရောက်လာတာနဲ့ရွာလေးကိုဝင်ခိုင်းလိုက်တယ်ရွာသူရွာသားတွေကိုလည်းမှောင်နာနဲ့အိမ်ပေါ်မှာနေဖို့အတွက်ကြိုတင်ပြီးတော့မှာထားတယ်တင်းချိုင်းကပြန်လာတဲ့ရွာသားတွေရွာလေးကိုဝင်သွားတာနဲ့ပွဲလေးပွဲအပေါ်မှာဖျောင်းနိုင်တွေကိုမိထုံးပြီးတော့ဆိုက်လိုက်တယ်မိမငိမ့်စီဖို့အတွက်ဂယူးဆိုင်ပြီးဖို့မှာထားပြီးရာဇမက်ကွက်အပြင်မှာစီးချလိုက်တယ်ညကအိတ်နေတဲ့အချိန်အထက်ဆရာကြီးကိုယ်တိုင်ရောက်လာပြီးတော့ပြီးခဲ့တဲ့နေ့ရဲ့အတိုင်းဆရာဦးတင်မြင့်ကအစီရင်နေပြုလုပ်နေတယ်အမိန်ပြန်လိုက်တာနဲ့အပြင်စီးဝန်းကျင်မှာမိကိုငွေလိုအဖြူရောင်တွေကထိတ်လန့်ဝေရလှည့်ပတ်နေတယ်အဲ့ဒီတရံတွေကနီးလာလိုက်ဝေးသွားလိုက်နဲ့လူတွေကိုခြောက်လန့်နေသလိုဖြစ်နေတယ်တဲစုမကပွင့်တော်မူကြကုန်သောမြတ်စွာဘုရားအရှင်မြတ်များနဲ့တကွနှစ်ကျိတ်ရှိစုသောဘုရားအရှင်ပြည့်စေကဗုဒ္ဓအက္ကတဝကမဟာတဝကယဟန္တာမြတ်အလောင်းတော်နှစ်သားသာသနာဆောင်ဘိုးတော်တရားမင်းနတ်မင်းကြီး၄ ပါးတို့ဟာဥထိတ်ထားပြီးတော့ယသိ၈ တောင်ဆရာအပေါင်းအထက်ဆရာကြီးများနဲ့ကျွန်ုပ်ဆရာကြီးရဲ့မိန့်တော်ကျက်တစီများအလုံးသိစေရသည်တိတ်ဆိတ်တဲ့အချိန်ကာလမှာဆရာဦးတင်မြင့်ရဲ့ကျက်တစီတို့ပေါ်အမိန်ပေးစကားကပီတာစွာထွက်ပေါ်နေတယ်အဲ့ဒီအချိန်မှာတော့စီးရပြင်မှာကျက်တစီတွေကစူယုံရောက်ရှိနေတယ်အတင်ကျက်တစီတို့သည်ဤရွာအတွင်းကကလေးငယ်များမတိနားမလည်၍အမားလုတ်ခဲမိသည်ကိုခွန်းလုံးစိတ်မထားဘဲကလစားပြန်ချီလိုသည့်သဘောနဲ့လာရောက်ပြီးတက်ဖြတ်နေကြသည်တင်တို့ရဲ့မိသားစုတွေကိုတီးလို့တေးစီလိုတဲ့သဘောနဲ့လှုပ်ခဲ့တာမဟုတ်ပဲကြွက်အထင်းနဲ့မိကိုမိုင်းတက်ခဲ့တာကိုတင်တို့အသိဖြစ်ပါလိမ့်မယ်သူတို့ကြောင့်တင်တို့မိသားစုတည်ခဲ့ရသလိုတင်တို့ကြောင့်လည်းကလေးငယ်များတည်ခဲ့ရပြီဤများနဲ့ပဲကြည်အေးစေချင်ပါတယ်အကယ်၍ဆက်လက်တက်ဖြတ်နေုံမဲ့ဆိုတာကကျွန်ုပ်ပင်ဖိတ်ထားသည့်အထက်ပုဂ္ဂိုလ်များကတင်တို့ကိုခွန်းလွှတ်လိမ့်မယ်မဟုတ်ပါဒါအပြင်ရင်းမြေအစိုးရတဲ့အစိုးရမင်းမိန်ဖြစ်လဲတင်တို့ကိုနေရာပြောင်းရွှေ့ဖို့နှင်လို့ရပါတယ်တင်တို့အခုနေထိုင်လျက်ရှိတဲ့တင်းချိုင်းအဟောင်းမြေကနေမရွှေ့မပြောင်းနေထိုင်လိုပါကလူလူနေထိုင်ရာရွာတွင်းဝင်ပြီးတော့နှောက်ယှက်တက်ဖြတ်ခြင်းလှည့်စားဖျောင်းခြင်း၆ လန့်ခြင်းတွေကိုမပြုလုပ်ဖ ೇನೆ ကိုယ်နေရာကိုနေပြီးအေးချမ်းစွာနေထိုင်ကြဖို့မေတ္တာရက်ခံပါတယ်ကျွန်ုပ်ရဲ့မေတ္တာရက်ခံစကားကိုလက်ခံနေဆိုပါကဒီနေ့မှစပြီးဒီရွာတွင်းကိုမဝင်မဲ့အေးချမ်းစွာနေဖို့ယခုအနီးပါးမှာရောက်ရှိနေတဲ့ကြက်တစီတို့လည်းနေထိုင်ရာအရက်ကိုအေးချမ်းစွာပြန်ဖို့အတွက်တောင်းဆိုပါတယ်ဆရာဦးတင်မြင့်ရဲ့စကားဆုံးလာနဲ့အနီးအပါးမှာအကောင့်ထဲမမြင်ရပဲအရင်မဲမဲတွေလက်ပတ်နေရကနေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ကြက်တစီတွေပြန်သွားကုန်ပြီဆရာအစီရင်ကပြီးပြီလားဖျောင်းနိုင်နေအားလုံးကြီးမှအပြင်ထွက်ကြတာပေါ့ဘာမှမစိုးရင်ကြပါနဲ့ကြက်တစီတွေလည်းသူတို့ဘုံပြောမှစိုးရင်ကြတာပေါ့တင်းချိုင်းတော်မှာမင်းမိတ်နဲ့ရွှေရင်ဝိညာဉ်နာနာဘာဝတကောင်မကြံပြောင်းပြရသလိုကြက်တစီတွေကိုလည်းပြောင်းရွှေ့ပေးလို့ရတယ်သူတို့ကိုနေရာဟောင်းကနေနေပြီဆိုရင်နေရာအသစ်အစားပြန်ပေးရတယ်အဲ့ဒီလိုမှမပေးရင်သွားချင်ရသွားပြီးတော့ရွာဒီလူတွေကိုဒုက္ခလိုက်ပေးကြမှာဟုတ်ကဲ့သဘောပေါက်ပါပြီဆရာရွာလူကြီးနဲ့ရွာသားတွေလည်းကြက်တစီတွေအန်ရကိုစိုးရင်ကြသေးရကြောင်းဆရာဦးတင်မြင့်ကိုပြန်မလွတ်သေးပဲနဲ့တရက်နှစ်ရက်လောက်စောင့်ကြည့်ပြီးဖို့အတွက်တောင်းပန်ခဲ့ကြတယ်ကျေးဇူးတင်လိုက်တာဆရာရဲ့
ဆရာနဲ့မတွေ့ပဲဒီတိုင်းသာပြန်လာရရင်တော့အခုဆိုအချီးနေတော်တော်ဆိုးနေတော့ပြီအခုတော့ကြက်တစီအန်ရလည်းကင်းဝေးခဲ့ရပြီအဲ့ဒါကြောင့်စိတ်ချရတဲ့အထိ3ရက်လောက်တော့နေပြီးပါအောင်ဆရာစိတ်ချပါ3-4ရက်လောက်နေလို့မှဘာမှထူးထူးခြားခြားဖြစ်မလာဘူးဆိုရင်တော့ပြန်ခွင့်ပြုပါဟုတ်ကဲ့ပါဆရာဒီလိုနဲ့ပဲမဖဲဝါကြောင့်ကြက်တစီအကြောင်းတွေကိုသိရပြီးအန်ရကိုဖြည့်ရှင်းနိုင်ခဲ့လို့ဆရာဦးတင်မြင့်ရဲ့စိတ်ထဲမှာတော့မဖဲဝါကိုကျေးဇူးအထူးတင်နေမိတော့တယ်စာရေးဆရာဧကမင်းရဲ့ကြက်တစီများနဲ့မဖဲဝါဆိုတဲ့ပရလောကဇာတ်လမ်းလေးကတော့ဒီမှာရင်ပဲပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီဇာတ်လမ်းလေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မက်လာမကြပါစေခင်ဗျာ